ကချင်စာကိုအခြေခံကလေ့လာနေသူများအတွက်ဘီးနဲ့တရပေါင်းချင်းကိုပြန်လေ့လာရအောင်အားလုံးပဲမင်္ဂလာပါကချင် language ကနေပြန်လည်ကြိုဆိုပါရရှင်အာအီဦးဖြစ်တဲ့တရတန်လေးတွေနဲ့ပေါင်းကြရအောင်တရတန်အာနဲ့အရင်ပေါင်းရအောင်နော်နာအပေါင်းအာနာအာနာနာရွက်ဝအာဝါတွားလာအာလာယောက်ျားတရတန်ဤနဲ့ပြန်ပေါင်းကြရအောင်လာဤလီလေးဒီစဤစီအိုင်ကွယ်လွန်ဒီရှာဤရှိ30တရတန်ဦးနဲ့ပြန်ပေါင်းကြရအောင်ရအပေါင်းဦးရဦးယူအိုင်ကြည်ဒီမဦးမူအိုင်အရသာရှိဒီခဦးခူအပေါက်ခအားခရေငါအိုင်ငိုင်းကျွန်တော်ကျမပေါ့နော်လာဦးလူတောက်ဒီစာချောင်းတွင်အသုံးပြုကြည့်ရအောင်နော်ငိုင်းခလူတော့အိုင်ကျွန်တော်ရေတောက်နေဒီကျေးဇူးတင်ပါတယ်ဒီလောက်နဲ့ပဲတင်ဆက်လိုက်ပါတယ်မေးစရာရှိရင် comment မှာမေးခဲ့ပါ subscribe လေးတင်လေးနှိပ်ထားပါနော်ကျေးဇူးတင်ပါတယ်